British soldier, come you back. အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ SPD ရကနေကြိုဆိုပါရစေဒုတိယကမ္ဘာစစ်တင်မြန်မာမြေပြင်ပေါ်မှာဘာမှကံပေးလို့ခေါ်တဲ့စစ်ပွဲကြီးအကြီးကျယ်ဖြစ်ခဲ့တဲ့ကိုတင်သိပါသလားအဲ့ဒီစစ်ပွဲကြီးမှာမဟာမိတ်တွေဘက်ကအဓိကပါဝင်ခဲ့တဲ့ဗြိတိရှစစ်သားတွေရဲ့အားထားရဆိုတဲ့နဲ့ကမဖြစ်မလဲလူတော်တော်များများကစစ်တပ်တွေလို့ထင်ကြပေမဲ့တကယ်တမ်းဂျပန်တပ်တွေကိုအောင်ပွဲခံနိုင်ခဲ့တဲ့ကတော့ကြီးစတောက်စာပြီးမုံကျိုးမိုဒယ်လိုကြီးဆန်ရင်ဒရဇတ်ပြီးခံနေတဲ့ DMV ဆိုတဲ့အဖို့ action ရပဒနာကြီးပဲဖြစ်ပါတယ်လီအန်ဖီယာပြည်내နိုင်ငံတို့ကပ္ပကျော်ဘိုးအရှရိုင်ပဲမျိုးစားဖြစ်ပြီး1895ခုနှစ်ကတည်းကစတင်သုံးပြုခဲ့တာမို့တမိုင်းသက်တန်အလွန်ရှလီယာတဲ့နယ်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့တိကျမှုအကြမ်းခံမှုတွေကြောင့်ကမ္ဘာစစ်သမိုင်းမှာအလွန်ကိုထင်ရှားခဲ့ပါတယ်။သမိုင်းတစ်လျှောက်မှာအဓိကဗာရှင်မျိုးကွဲ၃မျိုးရှိခဲ့ပြီးတစ်ခုပုံစံကွဲပြားပါတယ်။ပထမတစ်ခုကတော့ပထမကမ္ဘာစစ်ရဲ့အဓိကပြည့်ဖြစ်တဲ့ Smelly Mouth 3ဖြစ်ပါတယ်။သူကတနက်ပြောင်းသွားထိပ်မှာ၄ထောက်ပုံစံထူးခြားပိတ်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မှာတော့ပေါ်ပါပြီးထိုးလို့ရလွယ်ကူတဲ့ number 4 mark 1ကိုအစိမ့်မိတ်တင်သုံးပြုခဲ့ကြပြီးတနက်ပြောင်းကအရှိကိုအနှဲငယ်ထွက်နေတဲ့ပုံစံဖြစ်သွားပါတယ်။နောက်ဆုံးတစ်ခုကတော့တော်ရင်းတိုက်ပွဲတွေတဲ့တနက်ပြောင်းကိုတော်တော်လေးဖြတ်တော့ပြီးပေါ်ထိုးလို့ရတဲ့ Junker Carbine number 5 mark 1ပဲဖြစ်ပါတယ်။ဤပညာပိုင်းကပြောရရင် Lian V ကအားပေးလာတဲ့ .303 British စံကိုအသုံးပြုပါတယ်။အဲ့ဒီခေတ်ကပြိုင်ပွဲတဲ့တွေဖြစ်တဲ့ဂျမန်ကာနဒီအေကေရောဂျပန်အာရီစကာရောဟာကြီးငါးတဝက်ဆက်တဲ့ချိန်မှာလီအန်ဖီကတော့ Terra Magazine ဖြစ်တာကြောင့်စစ်မြေပြင်မှာပြစ်ခတ်အားအလွန်မင်းတောင်းလွန်ခဲ့ပါတယ်။ဒီအချက်ကြောင့်ပဲဗြိတိရှစစ်တပ်မှာ Mad Mini လို့ခေါ်တဲ့ကပ္ပကျော်စစ်တပ်လေးကြီးကတခုပေါ်လာခဲ့ပါတယ်။ဒါစစ်သားတယောက်အနေနဲ့ကြိုက်300ခွာကပြစ်မှတ်ကို BDN စစ်တိကျမှုရှိနဲ့10မိနစ်အတွင်းကြီးချက်ပေါင်း30တိရအောင်အမြန်ဆုံးမောင်းဆွဲပြစ်ခတ်ရတဲ့အနေအထားဖြစ်ပါတယ်။ပထမကမ္ဘာစစ်တို့ကဗြိတိရှတွေရဲ့ဒီလိုမြန်ဆန်လုံးတဲ့ Mad Mini ပြစ်ခတ်မှုကြောင့်ရန်သူဂျာမန်စစ်သားချို့အားသူတို့ကို rifle နဲ့ပြည့်တာမဟုတ်ပဲစစ်တပ်တွေနဲ့ပြည့်နေတယ်လို့တော့မှားယွင်းထင်မှတ်ခဲ့ကြကြောင်းမှတ်တမ်းတွေမှာဖော်ပြပူပါတယ်ဗျာဒုတိယကမ္ဘာစစ်ကြီးဖြစ်ပေါ်လာတဲ့အခါမှာတော့ Lian V ကဥရောပမြေပြင်အာဖရိကမြောက်ပိုင်းသဲကန်တွေကနေ Commonwealth ပူပေါင်းတပ်ဖွဲ့တွေနဲ့အတူကျွန်တော်တို့မြန်မာပြည်ကြီးဘောကဘာမာကမ်ပိန်းအတင်းစစ်တလင်းတိုင်းမှာပါဝင်အစွမ်းပြခဲ့ပါတယ်မိုးတဲ့ထံပြီးဆိုဆုံးလောင်တဲ့ရာသူတို့တန်ကြမှာလီအန်ဖီရဲ့ယုံကြည်စိတ်ချရမှုကအထူးပဲထင်ရှားခဲ့ပါတယ်။ဒါအပြင်ဂျပန်တပ်တွေသုံးတဲ့အာရီစကာရိုင်ဖယ်တွေနဲ့ထိကြိုက်တွေ့တဲ့အခါတိုင်းလီအန်ဖီဟာဒီစတောက်ဆက်မဂဇင်းနဲ့ဘိုးလေပိုင်းများကြောင့် Fire Power ပိုင်းမှာအပချက်ရှိခဲ့ပါတယ်။လီအန်ဖီဟာညီမစစ်သမိုင်းနဲ့လည်းအလွန်မနဲ့ရှင်းဆက်ဆက်နေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်တွင်ဘီရှာလက်အောက်ခံဘာမာရိုင်ဖယ်တပ်ဖွဲ့တွေတိုင်းရင်းသားတို့ရဲ့ Levi တပ်တွေနောက်ပြီးဘီရှာတို့ရဲ့လှုပ်ဝက်အထူးတပ်ဖွဲ့ဖြစ်တဲ့4136စတဲ့တပ်ဖွဲ့တွေအားလုံးရဲ့လက်ဆက်တော်လက်နဲ့ဟာလီအန်ဖီရဖြစ်ပါတယ်။လောလာရီမတိုင်ခင်ကာလကတည်းကမြမမြင်းပေါ်မှာသွေးကြီးချင်းနေအောင်တိုက်ပွဲဝင်ခံတဲ့လီအန်ဖီတွေဟာလောလာရီရပြီးနောက်ပိုင်းကာလတွေကနေယခု21ရာစုစောပိုင်းကာလတွေအထိမြန်မာနိုင်ငံရဲ့ရတပ်ဖွဲ့နဲ့အချို့သောဒေသတွေမှာတွေ့ရှိနေရဆဲဖြစ်ပါတယ်။ဒါဆိုရင်သူ့ရဲ့အားသာချက်အားနည်းချက်တွေကဘာတွေဖြစ်မလဲ။အားသာချက်တွေကတော့ကျွန်တော်တို့ပြောခဲ့သလိုပဲတိကျတယ်ကြီးစတောက်ဆက်တယ်ဘုတ်အခွဲပိတ်စနစ်ကအရားမြန်စားပြီးချုံးမွေ့တယ်လို့ဘလို့ချင်းနေညမှမဆိုအကြမ်းခံပြီးပြပြထိသေးရလွယ်ကူတာပဲဖြစ်ပါတယ်။ဒါကြောင့်ဗြိတိရှစနိုက်ပါသမားတွေဟာဒီလက်နဲ့ကိုစနိုက်ပါဗာရှင်းအဖြစ်မှတ်ပြောင်းတက်ပြီးရာသို့အရာရှိတွေကိုအဝေးကနေတိကျစွာချိန်ရပြစ်ခတ်နိုင်ခဲ့ကြပါတယ်။အားနည်းချက်ဘိုင်းမှာဆိုရင်တော့ LiAV စီမီအော်တိုမိုဘယ်ဘုတ်အရှင်မျိုးစားဖြစ်တာရဲ့သူသုံးတဲ့ .303 ကြီးစားတွေဟာတဲဆောင်ရလေးနာပြီးပြစ်ခတ်တဲ့အခါနောက်ကန်အားလုံးပြင်းထန်တာကြောင့်ခေတ်သစ် automatic rifle တွေနဲ့ရှင်Rate of Fire အလွန်နည်းပါးတာပဲဖြစ်ပါတယ်။စိတ်ဝင်စားတဲ့အချက်ကတော့ Lian V ကမ္ဘာတဝန်းကနိုင်ငံပေါင်း50ကျော်တိအသုံးပြုခဲ့ကြပြီး20ရာစုရဲ့အအောင်မြင်ဆုံး Bow Action Rifle တွေကတလက်အပြည့်သမိုင်းတွေကျန်ရင်းခဲ့ပါတယ်။ Lian V ဟာဘာမှကမ်ပိန်းကနေမြမစစ်သမိုင်းတစ်လျှောက်ကြီးမားတဲ့အမွေအနှစ်တွေကိုခြံထားခဲ့ပြီးယနေ့တိုင်စစ်သမိုင်းဝါသနာရှင်တွေရဲ့ရည်ထဲမှာနေရာယူထားတဲ့တလက်ဖြစ်ပါတယ်ဗျာ။ကဲဘရိုတို့ရောကျွန်တော်အခုတင်ဆက်ပေးတဲ့ Lian V တနက်အကြောင်းကို
ဘယ်လိုမြင်ကြပါသလဲ comment မှာဆွေးနွေးခဲ့ကြပါအောင်နော်နောက်ထပ်ဗီဒီယိုလမ်းစာတွေဆက်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဘေကင်းလို့ကြုံကြပါစေဗျာ